ယောက်ျားကောင်းတဲ့မိန်းမမြတ်ဆိုတာကနံပါတ်1သစ္စာရှိမှုယောက်ျားကောင်းကချစ်သူအပေါ်မှာသစ္စာတည်တယ်မိန်းမမြတ်ကတော့မိမိကိုယ်လည်းသစ္စာရှိပြီးမိသားစုကိုလည်းမဖောက်ပြန်ဘူးနံပါတ်2လေးစားမှုယောက်ျားကောင်းကမိန်းမကိုတန်ဖိုးထားပြီးလေးစားတယ်မိန်းမမြတ်ကတော့မိမိကိုယ်လည်းတန်ဖိုးထားပြီးအခြားသူကိုလည်းလေးစားတယ်နံပါတ်3တာဝန်ယူမှုယောက်ျားကောင်းကမိသားစုအတွက်တာဝန်ယူတတ်တယ်မိန်းမမြတ်ကတော့အိမ်ထောင်ဘဝကိုတာဝန်ရှိစွာထိန်းသိမ်းတတ်တယ်နံပါတ်4စိတ်ထားယောက်ျားကောင်းကနားလည်မှုရှိပြီးသီးခံတတ်တယ်မိန်းမမြတ်ကတော့စိတ်ကောင်းနှလုံးကောင်းရှိပြီးမေတ္တာပြေဝတယ်နံပါတ်5စကားပြောပုံယောက်ျားကောင်းကညှိနှိုင်းပြောဆိုတတ်တယ်မိန်းမမြတ်ကတော့နူးညံ့သိမ်မွေ့စွာပြောတတ်တယ်နံပါတ်6အချစ်အပေါ်မြင်ကွင်းယောက်ျားကောင်းကတည်ငြိမ်ပြီးအနာဂတ်အတွက်ချစ်တယ်မိန်းမမြတ်ကတော့အပြည့်အဝအနစ်နာခံပြီးချစ်တတ်တယ်နံပါတ်9ပြဿနာကင်တွယ်မှုယောက်ျားကောင်းကအေးအေးဆေးဆေးဖြေရှင်းတတ်တယ်မိန်းမမြတ်ကတော့ဉာဏ်ရှိရှိနဲ့ပြဿနာကိုလျှော့ချပေးတတ်တယ်နံပါတ်10အကျင့်စာရိတ္တယောက်ျားကောင်းကတည်ကြည်ပြီးမလိမ်တတ်ဘူးမိန်းမမြတ်ကတော့တန့်ရှင်းပြီးစီကံရှိတယ်နံပါတ်9ထောက်ပမှုယောက်ျားကောင်းကမိန်းမကိုအားပေးကူညီတတ်တယ်မိန်းမမြတ်ကတော့ယောက်ျားကိုနောက်ကနေထောက်ခံပံ့ပိုးတတ်တယ်နံပါတ်10အနာဂတ်တည်ဆောက်မှုယောက်ျားကောင်းကမိသားစုအတွက်အနာဂတ်တည်ဆောက်တယ်မိန်းမမြတ်ကတော့အိမ်ထောင်ကိုခိုင်မာအောင်ထိန်းသိမ်းတတ်တယ်